ဆိုအခုကျွန်တော်နှုတ်ကပတ်တော်အတွက်ခဏဆက်ကြရအောင်ဘုရားခင်နာမတော်ချီးမွမ်းပါတယ်ရှင်းလင်းစွာနှုတ်ကပတ်တော်ကိုနားလည်ပါမိကြောင်းဝိညာဉ်တော်သည်စောင့်မတော်မူပါကျေးဇူးပြုတော်မူပါကိုတော့ဘုန်းကိုထင်ရှားစေပါလက်တော်ထဲမှာစက္ကတဲ့သခင်ယေရှုနာမ၌အနံပါတယ်ဖဖျားအာမင်ကပ္ပဦးကျမ်းအခန်းကြီး1မှာကြည့်ရင်ဖခင်ကလူကိုဖန်ဆင်းလိုက်တယ်လူကိုဖန်ဆင်းပြီးမှမြေကြီးပေါ်မှာအခွင့်အာဏာပေးလိုက်တယ်ဒီကမ္ဘာမြေကြီးကိုအုပ်စိုးအမိတ်အခွင့်အာဏာဘုံတကိုးအစွမ်းဖခင်ကလူကိုဘာလုပ်လဲပေးလိုက်အဲ့တော့လူကမြေကြီးပေါ်ရောက်လာကြတဲ့ဘုံနဲ့တကိုးနဲ့အစွမ်းနဲ့အာဏာနဲ့ဖခင်ကိုစားမြေကြီးကိုအုပ်စိုးဖို့ဖြစ်တယ်ဒါပေမဲ့ဖခင်ကတခုမှာထားတယ်အဲ့ဒီအာဒံကိုအေရင်ဥယျာဉ်ရဲ့အလယ်မှာရှိတဲ့ကောင်းမကောင်းတီကျွမ်းရအပင်ရဲ့အသီးကိုမစားနဲ့စားတဲ့နေ့မှာဧကအမှန်သေရမယ်ဖခင်ပြောထားတာဖခင်ပြောထားတာဒါပေမဲ့အေဝါကိုမွေကလာလှည့်ပြားတယ်ကပ္ပဦး3 1ကနေ6မှာဘာပြောလဲဆိုလို့ရှိရင်မွေကလေအေဝါစီမှာဖယားသခင်ကတဲ့နေတော့ဒီအေရင်ဥယျာဉ်ထဲမှာဘာမှမစားခိုင်းဘူးမှတ်လားဒါနဲ့အေဝါကဘာပြန်ပြောလဲစားခိုင်းတယ်အေရင်ဥယျာဉ်ရဲ့အလယ်မှာရှိတဲ့ကောင်းမကောင်းတီကျွမ်းရအပင်ရဲ့အသီးကိုမစားမဟုတ်ဘူးမကိုင်မစားနဲ့လို့ပြောတာပါတဲ့ဖယားပြောတဲ့ထဲမှာမကိုင်ပါလားမပါဘူးမပါဘူးမစားနဲ့ပဲအေဝါနဲ့တွေ့မှမကိုင်ပါပို့သွားတာဒါနဲ့ထပ်ပြီးပြောတယ်ဟဲ့စားလိုက်မျက်စိပွင့်သွားမယ်ဖယားလိုဖြစ်သွားမယ်အဲ့ဒါကိုဖယားကသိလို့နေတော့မစားခိုင်းတာမသိရင်ပဲဖယားကပဲသူ့ကိုအကောက်ကြံတယ်လို့ဒါနဲ့အေးဝါလည်းဘာလုပ်လဲအသီးကိုပြန်ကြည့်လိုက်ပြန်လဲကြည့်လိုက်တော့ထိုပင်အသီးသည်စားပွဲကောင်းခြင်းအစင်းလာခြင်းပညာတိုးပွားစေလိုသောငါနှစ်သက်ဖွယ်သောအဲ့ဒါကိုမြင်သွားတာတကယ်ဆိုအရင်တည်းကအသီးကအဲ့တိုင်းပါအသီးကပြောင်းသွားတာလားစိတ်နှလုံးကပြောင်းသွားတာလားဒါပါပဲဒါပါစိတ်ကပြောင်းသွားတာပါဒါကြောင့်တခြင်းတစ်ပုဒ်ရှိတယ်လေလှလို့ချစ်တာမဟုတ်ချစ်လို့လှတာပါတကယ်တော့ရုပ်ကဒီတိုင်းပါစိတ်ထဲမှာချစ်တော့လဲသွားခေါ်လဲလှသွားတာစိတ်ထဲမှာချစ်သွားရင်အပြင်မှာဘလို့လှလားโอเคသွားတာပဲကြည့်နော်အခုတည်းမှာ तू ကစိတ်ထဲမှာပြောင်းသွားပြီကြည့်လိုက်တော့စားကျင်သွားယူပြီးစားလိုက်တော့ပြီးမှသူ့ရဲ့ကိုလည်းကိုအာဒံပေါ့အဲ့ဒါနဲ့အာဒံလည်းစားလိုက်တော့ဒါနဲ့တို့နှစ်ယောက်လုံးဘာဖြစ်လဲပြည့်ရှိသွားရောတကယ်တမ်းဆိုရင်မွေကစာတန်လားမွေကဖျားဖန်ဆင်းထားတာလားတကယ်ဆိုမွေကစာတန်မဟုတ်ဘူးဒါဆိုရင်မွေကပြဿနာလားမွေရဲ့နောက်ွယ်မှာစာတန်ကပြဿနာလားစာတန်ကမွေရဲ့နောက်ွယ်ကနေဘာလုပ်လဲမွေကိုသုံးသွားတာအေဝါကျသွားရောအေဝါလည်းကျပြီးတော့ဘယ်သူထက်ကျလဲအာဒံထက်ကျသွားရောအာဒံမှာကျသွားတာပြီးတော့တလောကလုံးဘာဖြစ်လဲကျသွားတာနောက်တစ်ယောက်ကိုကြည့်ရှင်လုကာအခန်းကြီး8 26ကနေ31မှာသခင်ယေရှုကအေဝံဂေလိခရီးစဉ်တစ်ခုသွားတယ်သူတပည့်တွေပါလာတယ်သွားရင်တပည့်တွေရောပါတော့သွားတာဗောတပည့်တွေကလည်းဝမ်းသာတယ်သခင်ယေရှုပါတယ်ဟိုတလောကလည်းနမိတ်လက္ခဏာတွေအကြီးဖြစ်ပြီးသခင်ယေရှုနဲ့သွားတော့လေတပည့်တွေကလေဟာနမိတ်လက္ခဏာတွေတွေ့တော့သူတို့ဆရာကြီးနဲ့သူတို့ပျော်နေတာဟာဟိုမှာရောက်တော့အိုင်တစ်ဖက်ဂါဒရပြည်ရောက်တော့လူတယောက်ကြမ်းတန်းနဲ့ထွက်လာနတ်ဆိုးဆွဲတဲ့လူဒါပေမဲ့နတ်ဆိုးကိုမတွေ့ရဘူးယေရှုကအဲ့ဒီလူကိုမေးတယ်မင်းနာမည်ဘာခေါ်လဲတဲ့ယေရှုကအဲ့ဒီလူကိုမေးတာလားအထက်ကအကောင်ကိုမေးတာလားအထက်အကောင်ကိုတပည့်တွေမြင်လားမြင်ရလားမမြင်ရဘူး तू ကအဲ့ဒီလူနဲ့ကြွယ်ထားတာသခင်ယေရှုမြင်လားသခင်ယေရှုကကြော်ပြီးကြည်တာဒါကြောင့်မြင်တာကြော်ပြီးကြည်တက်ရတယ်ဝိညာဉ်ရေးရဒီတိုင်းတဲ့တယ်မကြည့်အောင်ကြော်ပြီးကြည့်အနောက်မှာဘယ်သူရှိလဲကြော်ကြည့်
ယေရှုကကြည့်လိုက်တာနဲ့တွေ့တယ်ဟိုအနောက်မှာပုံနေတဲ့တယောက်ကိုတွေ့တယ်ဒါနဲ့ယေရှုကအဲ့ပုံနေတဲ့လူကိုပြောတာဟေးနင့်နာမည်ပါလဲဟိုကဘာပြောလဲလေကောင်ပါတဲ့ဒါနဲ့ပဲချက်ချင်းမောင်းထုတ်ပလိုက်တယ်သူ့တွေကထွက်လေကောင်နဲ့ဆိုထွက်သွားအဲ့ဒီလူပြန်ကောင်းသွားတယ်ကြည့်ယေရှုမောင်းထုတ်တာလူကိုလားအနောက်ကကောင်လားလူကိုလားနောက်ွယ်ရပုဂ္ဂိုလ်လားချက်တော်ညီကိုမောင်နှမနောက်ွယ်ကိုမြင်အောင်ကြည့်ဝိညာဉ်ရေးရဝိညာဉ်ရေးရထဲမှာပြဿနာလုံနေတာလူလားနောက်ွယ်မှာရှိလားနောက်ွယ်ဒီနေ့ကျွန်တော်တို့အသက်တာတွေဘာဖြစ်လို့ဆုံးရှုံးလဲအိမ်တော်တွေဘာဖြစ်လို့ပြိုကွဲလဲမိသားစုတွေဘာဖြစ်လို့ပျက်စီးလဲကျွန်တော်တို့ကဒါပဲမြင်တာနောက်ွယ်ကိုကျွန်တော်တို့မမြင်ဘူးမမြင်တဲ့အခါကျတော့နောက်ွယ်ကလူကပုံပြီးတော့မှအလုံးလုံးနေတာကျွန်တော်တို့ကလည်းအဲ့ပုံနေတဲ့လူကိုမတွေ့ဘူးပုံနေတဲ့လူမတွေ့ကိုယ့်ယောက်ျားပဲတွေ့တာယုံကြည်သူလင်မယား2ယောက်ရှိတယ်အယံနိုးထတဲ့ခရိယန်တမိုင်းမှာသူတို့မှီလိုက်တယ်တမန်တော်1 3 4 5သူတို့လင်မယားနာမည်အာနနီနဲ့ရှဖီတွေလို့ခေါ်တယ်တမန်တော်9မှာသူတို့လင်မယား2ယောက်ကလည်းလိုက်သွားတာသူတို့လည်းနိုးကြားနေတာသူတို့ဟာတော့တခါမှမယောင်းသေးဘူးသူများဟာရောင်းလိုက်ဝင်စားလိုက်ဟာလေလုယာလှုပ်လိုက်သူတို့အလှဲ့ရောက်လာရောသူတို့အလှဲ့လည်းရောက်လဲရောက်ရောရောင်းပလိုက်တာတချို့တဝက်ကိုဖွက်လိုက်တချို့တဝက်ကိုယူရော့ပေတရုဒါအကုန်ပဲတဲ့ညာပြောတာမယောင်းလဲရတယ်မပေးလဲရတယ်တဝက်ပေးလဲရတယ်ကြိုက်တဲ့လောက်ပေးကိုယ့်သဘောဒါမဲ့မဟုတ်လူတိုင်းကအကုန်ပေးတော့သူ့အလှဲ့ကြမှာဖွက်ပြီးတဝက်ပေးတော့မကောင်းဘူးလေဒါကြောင့်သူဘာပြောလဲဖွက်တော့ဖွက်တယ်ဒါအကုန်ပဲတဲ့ညာပြောလိုက်တာဒါနဲ့ပေတရုကကြည့်လိုက်အာနနီမိဖယားကိုလည်းညာတယ်ငါတို့ကိုလည်းညာတယ်ကြည်စားပေတရုကမြင်တယ်နော်မိဖယားလည်းညာတယ်ငါတို့လည်းညာတယ်မိဖွက်ထားတယ်လေမပေးခြင်းမပေးနဲ့ပေးခြင်းပေးမင်းတဘောဘာဖြစ်လို့လိန်လဲဖယားကိုစာတန်နဲ့သင်ရဲ့စိတ်နှလုံးကိုဘာကြောင့်ပြေးစေရတယ်လဲအာနနီနဲ့ရှဖီတွေရဲ့အသက်တာထဲမှာနောက်ွယ်ကနေအလုံးလုံးနေတဲ့လူရှိလားဘယ်သူနဲ့ပြေးသွားလဲစာတန်ကသူတို့စိတ်နှလုံးကိုကင်လှုပ်လိုက်တာအဲ့မှာသူတို့လိန်နေဆိုတာဖြစ်လာတာအာနနီနဲ့ရှဖီတွေကယုံကြည်သူဖြစ်ပေမဲ့ယုံကြည်သူရဲ့နောက်ွယ်မှာကင်ပြီးအလုံးလုံးနေတဲ့သူရှိလားစာတန်သင်ကအခွင့်ပေးရင် तू အလုံးလုံးဦးမှာဖြစ်တယ်ဒါကိုသင်တို့သဘောပေါက်ဖို့အင်မတန်အရေးကြီးတယ်မြင်နေရတဲ့အရာအဓိကမဟုတ်မမြင်ရတဲ့နောက်ွယ်ကိုပို့တတိထားဖို့လိုတယ်ချစ်တော်ညီကိုမောင်နှမတခါနောက်တစ်ယောက်ယေရှုနောက်ကိုလိုက်နေတဲ့ပေတရုရဲ့အသက်တာရှင်မသက်16ပေတရုကယေရှုနောက်ကိုတောက်လျှောက်လိုက်တယ်တရက်ကြသခင်ယေရှုကပြောတယ်ပေတရုငါ့ကိုသူများလာဖမ်းတော့မယ်ငါကားတိုင်းမှာသေခံရမယ်ပေတရုဘာပြောလဲကိုတော့မသေးရဘူးနောက်အဲ့လိုစကားဘယ်တော့မှမပြောနဲ့ယေရှုကိုသိချစ်တာဘာသေမဲ့အကြောင်းလာမပြောနဲ့ဒါမျိုးချစ်လို့ဒါနဲ့ပဲယေရှုကပေတရုကိုဘာပြောလဲမြန်မာလို့အချင်းရန်သူငါနောက်ကိုစိုးအင်္ဂလိပ်ကျမ်းစာကအချင်းရန်သူမပြောဘူးအချင်းစာတန်ငါနောက်ကိုစိုးယေရှုကပေတရုကိုကြည့်တဲ့အခါမှာဘယ်သူကိုတွေ့လဲစာတန်ကိုမြင်လားဒါတေချာပြောတယ်အချင်းစာတန်ငါနောက်ကိုစိုးဘယ်သူကိုပြောနေတာလဲစာတန်ကို तू ဘယ်သူကိုကြည့်နေလဲပေတရုကို तू ကြည့်တာဘယ်သူကိုသွားတွေ့လဲအေးကြည့်နော်ပေတရုကိုကြည့်အထက်အကောင်ကိုတွေ့တာကြံတဲ့တပည့်တော်တွေသိမလားမသိဘူးမြင်မလားမမြင်ဘူးကြံတဲ့တပည့်တွေကဘယ်သူကိုမြင်မလဲပေတရုပဲမြင်မှာပေါ့ဒါပေမဲ့သခင်ယေရှုကကြော်ပြီးမြင်လားမြင်တယ်နော်ချစ်တော်ညီကိုမောင်နှမယေရှုနောက်ကိုလိုက်နေရင်းနဲ့စာတန်ကကင်ထားတဲ့တပည့်တွေရှိတယ်အမှုတော်ဆောင်နေရင်းနဲ့စာတန်ကင်ထားတဲ့အမှုတော်ဆောင်နေရှိတယ်တေချာကြည့်ဒီနေ့သင်ရဲ့အသက်တာထဲမှာလဲနောက်ွယ်မှာသင်ကိုဘယ်သူချုပ်ကင်ထားလဲသင်နဲ့ဘယ်သူကကွယ်ပြီးအလုံးလုံးနေလဲ
ကိုသတိထားဖို့လိုလားမလိုလားအရေးကြီးတယ်သခင်ယေရှုနဲ့ပတ်သက်ပြီးနည်းနည်းပြောရအောင်ရှင်ယောဟန်အခန်းကြီး9အပိုက်ငယ်30မှာယေရှုဘာပြောလဲဆိုတော့ငါဘာမှမတတ်နိုင်ဘူးယေရှုကိုယ်တိုင်ပြောတာယောဟန်9:30မှာပြောတယ်ယောဟန်9:19မှာပြောတယ်ဘာမှမတတ်နိုင်ဘူးလို့ပြောပေမဲ့အဲ့ဒီယေရှုဘာလုပ်လဲသိလားလုကာ8:26ကနေ30မှာလေကောင်နဲ့ဆိုးသူနှင်ထုတ်တယ်လေမတတ်နိုင်ဘူးလဲပြောသေးတယ်ဘာလုပ်သွားလဲနဲ့ဆိုးကြတော့သူနှင်ထုတ်သွားပြန်ရောဘာမှမတတ်နိုင်ဘူးလဲပြောသေးတယ်မာကု9ရောက်တော့အနာယောဂငြိမ်းပေးသွားသေးတယ်ပြီးတော့လုကာ8:22ကနေ25ရောက်တော့တပည့်တွေနဲ့အိုင်တစ်ဖက်သွားတာအိုင်တစ်ဝက်မှာမုန်တိုင်းမိတယ်လေမုန်တိုင်းအမိတ်ပေးလိုက်တာငြိမ်လေမုန်တိုင်းငြိမ်သွားတယ်ယာဒီဥရုတာယာသွားတယ်ပြောတော့ဘာမှမတတ်နိုင်ဘူးလက်တွေ့ကြအကုန်တတ်နိုင်နေရောအဲ့ဒါဘလို့ဖြစ်တာလဲအဲ့ဒီအကြောင်းကိုပြောမယ်သခင်ယေရှုမှာလည်းနောက်ွယ်ဆိုတာရှိတယ်အဲ့ဒီယေရှုခရစ်တော်ရဲ့နောက်ွယ်ကိုကြည့်ရှင်ယောဟန်အခန်းကြီး14အပိုက်ငယ်30-17မှာယေရှုပြောနေတယ်ငါလုံနေတာမဟုတ်ဘူးငါအထဲကခမဲတော်ကလုံနေတာဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်ပြောနေတဲ့ဒီဟာတွေငါလုံနေတာမဟုတ်ဘူးသင်တို့ဒီမယုံကြငါအထဲကခမဲတော်လုံနေတာတပည့်တော်တွေကခမဲတော်ကိုတွေးလားမတွေးဘူးလူတွေကခမဲတော်ကိုတွေးလားမတွေးဘယ်သူကိုတွေးလဲယေရှုကိုပဲတွေးတယ်ယေရှုကိုပဲတွေးတာယေရှုကပြောတယ်ငါဘာမှမတတ်နိုင်ဘူးဒါတပည့်တော်တွေကယေရှုကိုကြည့်တော့အနာတွေလည်းငြိမ်ပေးနေတယ်နတ်ဆိုးတွေလည်းမောင်းထုတ်နေတယ်လေမုန်တိုင်းလည်းငြိမ်ပေးတယ်ပြောတော့ကြတော့ငါဘာမှမတတ်နိုင်ဘူးယေရှုပြောတယ်ငါလှုပ်တာမဟုတ်ဘူးငါအထဲကဘယ်သူလှုပ်နေတာလဲခမဲတော်အပြင်ကလှုပ်လားသခင်ယေရှုတွေကလှုပ်လားယေရှုခရစ်တော်ရဲ့အထဲကအလှုပ်နေတာလူတွေကအဲ့ခမဲတော်ကိုတွေးလားမတွေးဘူးဒါကြောင့်မလို့ရှင်မဿဲခရစ်ဝင်အခန်းကြီး6:24မှာတိတိကျကျသခင်ယေရှုဒီလိုပြောသွားတယ်လူဟာသခင်နှစ်ဦးရဲ့အစေကိုခံလို့မရဘူးသခင်တဦးရဲ့အစေကိုခံမယ်ဆိုရင်နောက်သခင်တဦးကိုမလုပ်မလဲမခန့်မညာပြုမယ်ဒါဆိုလောကကြီးမှာသခင်ဘယ်နှယောက်ရှိလဲနှစ်ယောက်စလုံးရဲ့အစေကိုခံလို့မရဘူးသခင်ယေရှုကိုယ်တိုင်ဟောတဲ့တရားဟောချက်ပဲဒါအဲ့သခင်နှစ်ဦးကဘာလို့လဲဆိုရင်ပထမတစ်ခုကဖယားသခင်နောက်သခင်တဦးကဘာလဲစာတန်ကြည့်နော်လုကာ16:73လောကစာတန်အဲ့ဒါနောက်တဲ့သခင်တဦးဖြစ်တယ်ယာကုပ်4:4မှာလည်းပါတယ်အဲ့တော့ဒီနေ့သခင်နှစ်ဦးရှိတယ်ဖယားနဲ့စာတန်နှစ်ယောက်စလုံးကပေါ်နေသလားနောက်ွယ်မှာလားမြင်ရလားကာယမျက်စိနဲ့မြင်ရလားမမြင်ရဘူးအဲ့တော့ဒီနေ့သင်နောက်ွယ်မှာနှစ်ယောက်ရှိတယ်သင်ဘသူအသုံးကိုခံမလဲဘသူအစေကိုခံမလဲဘသူကိုနေရာပေးမလဲမွေရဲ့နောက်ွယ်မှာတယောက်တွေးလားအာနနီနောက်ွယ်မှာတယောက်တွေးလိုက်လားပေတရုရဲ့နောက်ွယ်ကတယောက်ကိုတွေးလားသူတို့မသိဘူးကျွန်တော်တို့ကကျမ်းစာဖတ်တော့တွေးသွားတာသူတို့ကတော့မသိဘူးအခုသင်ရဲ့နောက်ွယ်ကိုသင်မတွေးဘူးဒါပေမဲ့ဘေးကလူကကြည့်ရင်သင်ရဲ့အပြုတ်မှုကအဖြေထွက်လာလိမ့်မယ်ဖခင်အကြောင်းကိုဒေါသနဲ့ဟောနေတဲ့ခရိယန်တွေအများကြီးပဲနောက်ွယ်မှာဘယ်သူလဲဆိုတော့ကိုယ့်ကိုယ်သာစဉ်းစားဒီနေ့ဓမ္မရှိတဲ့ညီကိုမောင်နှမသူများကိုမကြည့်နဲ့ကိုယ်နောက်ွယ်ကိုကိုမြင်အောင်ကြည့်ကိုယ်နောက်ွယ်ကိုကိုကြည့်ငါနောက်ွယ်ကနေငါကိုကြိုက်ပြီးအလုံးလုံးနေတာဘယ်သူလဲမြင်အောင်ကြည့်ပါယေရှုကိုကြည့်ယေရှုရဲ့နောက်ွယ်ကနေဘယ်သူကြိုက်ပြီးအလုံးလုံးနေလဲဖယားမုန်တိုင်းငိမ့်လားနတ်ဆိုးထွက်လားအနာငိမ့်လားယေရှုပြောတယ်ငါဘာမှမတတ်နိုင်ဘူးဒါပေမဲ့နောက်ွယ်ကနေဘယ်သူလုံနေလဲဖယားအလုံးလုံးနေတယ်ဒီနေ့သင်လဲပဲတတ်နိုင်လားနောက်ွယ်မှာဘယ်သူရှိလဲဖယားကသင်နောက်ွယ်ကအလုံးလုံးရင်သင်ကအရာခက်တဲ့ရဲ့အထက်မှာအောင်မြင်တဲ့အသက်တာကိုခံစားရမယ်ဟာလေလုယာအာမင်ယေရှုခရစ်ကကျွန်တော်တို့ရဲ့နမူနာဖြစ်တယ်သူပြောပြီးငါဘာမှမတတ်နိုင်ဘူးငါမင်းတို့လိုပဲလူတစ်ယောက်အနေနဲ့လာတာ
အဲ့လိုပြောပြီးမဲ့နတ်ဆိုးတွေထွက်နေတယ်မုန်တိုင်းတွေငြိမ့်နေတယ်တကိုးတွေပြနေတယ် तू ပြောနေတယ်ငါလောက်တာမဟုတ်ဘူးငါဘာမှမတတ်နိုင်ဘူးဒါပေမဲ့နမိတ်လက္ခဏာဖြစ်နေတယ် तू မဆုံးရှုံးဘူးပြောနေတယ်ငါမတတ်နိုင်ဘူးဒါပေမဲ့ तू မဆုံးရှုံးအောင်မြင်နေတယ်ဘာကြောင့်လဲနောက်ွယ်မှာဘယ်သူရှိလဲဖယားထိုဖယားဟာသင်တို့အထဲမှာရှိတယ်ယေရှုခရစ်တော်အထဲမှာအလုံးလုံးတဲ့ဖယားကျွန်တော်တို့အထဲမှာရောက်နေပြီဟာလေလုယာထိုဖယားကိုနေရာပေးရင်သင်ဒီခရစ်တော်အောင်မြင်တဲ့အတိုင်းသင်လည်းအောင်မြင်ပြီးသားဖြစ်တယ်ဟာလေလုယာဒါကြောင့်အခုဒီထဲထဲမှာငါရဲ့နောက်ွယ်ကဖယားကိုငါနေရာပေးမယ်အဲ့ဒီဖယားကငါ့ကိုကင်လှုပ်ဖို့လိုတယ်လို့ဒီထဲထဲမှာကိုသဘောပေါက်နေတဲ့လူတွေရှိရင်ရှိတဲ့နေရာကနေရှေ့ကိုထွက်ခဲ့အခုစက္ကန့်